အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Justin Streaming Channel လေးကနေကြိုဆိုလိုက်ပါတယ်အကုန်လုံးနဲ့မတွေ့ရတော့ကြာသွားပြီပေါ့နော်ဒီကနေ့မှလည်းကျွန်တော် reload ရဲ့ cool world တချင်းကို music reaction video လုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်လည်းတူတူတစ်ချက်လောက်တူလိုက်နာထောက်ကြည့်လိုက်ရအောင် let's go guys ဒီတချင်းကတော့ဒီတချင်းနာမည်အတိုင်းပဲ cool world ဖြစ်တယ်နော်အေးဆက်နေတဲ့ကဘာကြီးပေါ့ဗျာအဲ့ဒီဟာကို reload ကသူခန်းစားချက်တိုင်းတချင်းကြီးသားတွေတော့ကိုကတော့ယူဆတယ်ပေါ့နော်တူတူနားထောင်ကြည့်လိုက်ရအောင်မရနော်အစင်းရိုက်ထား share ပဲ Is a lonely day, is a lonely blow, is a lonely lure in a tweet, go by the lonely mailo, they go cheat, then pay them yet, wait to give up, oh, where Pierre penny though. All of the time is a cocoa watch, and I remember my poem, yo, December is sound, you're losing, oh, yeah, chain where go long up young, get that. အဲ့တချင်းနဲ့အစားသားတိုင်းပဲအဲ့လိုမျိုးကိုဆိုလဲအဲ့လိုမျိုးကိုယ့်ရဲ့အကြဘိုင်းဆိုလို့ရှိရင်ဒီဇင်ဘာတို့ဘာတို့မှာဖြစ်တာများရတယ်လို့ရာသီတုရအေးဆက်ပြီးတော့အဲ့လိုမျိုးဘာမှလှုပ်ချင်ကန်ခြင်းစိတ်မရှိဘူးတချင်းစားတာလည်းမာလိုပဲပေါ့နော်ဒီဇင်ဘာလမှာပြန်တော့ထောက်ကြည့်လိုက်နည်းနည်းလေးဒီစလုံးနဲ့ပြုံးဒီဇင်ဘာရဲ့စောင်းညတွေမလို့ခြင်းတော့ရေနော်အဲ့ဒါကြီးကတော့ share ပဲနော်ဆိုွားတာYou got what you need, chain it they me pure, look at she alone, be up a century that don't look at you much of them, blow out your life and bone, me out there, oh yeah. Is a lonely lure in a tweet, go by me lonely mailo, take what you done, been beat them your damn, do it together, go where Pierre penny though, all on the time is a cocoa, you now remember my boy in pure, December is sound your legend, Charlie Boo is a big mama lunera nuera, Chinari Charlie Boo, my down G way, Diana Nari the Pina, see our Charlie trees, Jaya Alon Talina, the Chimia Beno to yes, Lunera Chunin and said quiet. It's a cool. Is a go Oh ကောင်းလိုက်တာတချင်းလေးရနော်တချင်းရဲ့တီးလုံးရောနော် reload ရဲ့စာသားနဲ့ဆိုတော့လုံးဝဘာမှပြောစရာမရှိတော့တချင်းကတကယ်ကောင်းတယ်ကို reload တချင်းတွေအများကြီးကြိုက်တယ်ပေါ့နော်အဲ့ထက်မှာလက်ရှိကိုဒီတချင်းကတော့အကြိုက်ဆုံးပဲ
ဒီတချင်းနဲ့ပတ်သက်ပြီးပြောချင်တာကတော့တချင်းရဲ့ပုံစံကတော့သူခံစားရတဲ့ခံစားချက်တွေကိုသူရေးထားဖြစ်တဲ့အတွက်ကြောင့်နည်းနည်း dark ဖြစ်တဲ့ဘက်တော့သွားတယ်ပြီးတော့ဒီတချင်းထဲမှာ MTV ထဲမှာပါတဲ့ဒီအခန်းရတောင်းမှာငါတယောက်တည်းလူတွေကိုငါကြောက်ခဲဆိုပြီးတော့late night with podcast မဟုတ်ပါဘူး late night with ဆရာကြီးများ podcast မှာreload သွားရောက်ပြီးတော့ဖြည့်ထားတာရှိတယ်ပေါ့နော်သူတို့ podcast ရှိတယ်အဲ့မှာသူပြောထားတာတော့သူအိမ်မှာဆိုလဲသူကအခန်းရဲ့တောက်မှာတယောက်တည်းပဲလို့ငကြက်တက်တယ်ငကြက်တက်ပြီးတော့တချင်းနေနားထောင်နေပေါ့နော်အယူလိုပဲပေါ့အဲ့ဒီပုံစံဒီ music MTV ထဲမှာတွေ့ရတယ်ပေါ့နော်ပြီးတော့နောက်ထပ်ပြောချင်တာကကြတော့ဒီတချင်းကအဲ့လိုအရန်တော့ကောင်းတယ်ဒါပေမဲ့အဲ့လိုမျိုးခဏခဏတော့နားမထောင်သင့်ဘူးလို့တော့ကိုကတော့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုကအစတော့ဒီတိုင်းကြိုက်ဒီတချင်းကြိုက်လို့ဆိုပြီးနားထောင်နေနေအဲ့လိုနားထောင်မှများလာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့အဲ့လိုမျိုးကိုတိုင်းမှာအဲ့လိုမျိုးနည်းနည်းဘယ်လိုပြောမလဲစိတ်တက်ကြခြင်းတလူလူအဲ့လိုမျိုးတွေဖြစ်ဖူးတယ်ပေါ့နော်အမှန်တိုင်းပြောရရင်တစ်လလောက်ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ပြန်လည်ပြီးတော့အဆင်ပြေသွားပြီပေါ့နော်ကိုယ့်ရဲ့ viewer တွေပြောချင်တာတော့ဒီလိုတခြင်းမျိုးတွေကကြတော့ခဏခဏနားမထောင်သင့်ဘူးလို့ထင်တယ်ဒါပေမဲ့ဒါကတော့ reload ရဲ့ masterpiece တခြင်းဖြစ်တဲ့အတွက်ကြောင့်တော့မဖြစ်မနေတွားရောက်နားထောင်သင့်ပါတယ်ခင်ဗျာ reload ရဲ့ official YouTube channel မှာတွားရောက်နားဆင်ကြည့်လို့ရပါတယ်သူရဲ့ဒီတခြင်းကိုဒီကနေ့ music reaction video လေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ထပ် music reaction video တွေမှာပြန်ပြီးတော့တွေ့ချင်ပါသေးတယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ရသေးဘူးဆိုတော့ subscribe လုပ်ပေးသွားကြပါဦးခင်ဗျာကိုယ့်ရဲ့ viewer တွေကိုအရင်ပဲချစ်ပါတယ်bye guys see you in next music reaction video